သူရဲ့တပ်ပုံကို AI နဲ့မရလောက်ကနာမည်ဖြတ်ခတ်နေရကြောင်းပရိသတ်တွေကိုအသိပေးလာတဲ့အမေထက်လူပရိသတ်များလုံးမင်္ဂလာပါရှင် Famous Sally News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာဘောလုံးပရိသတ်တွေရဲ့အချစ်တော်ဘောလုံးသမားလေးမေထက်လူကတော့သူရဲ့တပ်ပုံကို AI နဲ့နာမည်ဖြတ်ခတ်နေရကြောင်းပရိသတ်တွေကိုအသိပေးလာပါတယ်မေထက်လူဆိုတာကတော့အခုခေတ်မှာရှာရှာပပပေါ်ထွက်လာတဲ့မြန်မာဘောလုံးနဲ့သမီးလေးဖြစ်ပါတယ်။မေထက်လူဟာအမေရိကန်နိုင်ငံမှာကောလိပ်တက်ရင်နဲ့ဆီမီပရိုဘောလုံးကလပ်အတင်းတစ်ခုမှာဘောလုံးကစားနေအသက်20ကျော်အရွယ်မိန်းကလေးဖြစ်ပါတယ်။မေထက်လူကသပင်ရှည်ရှည်လေးနဲ့ချစ်စရာကောင်းတယ်လို့အမေရိကန်လူနိုင်ငံမှာ professional ဘောလုံးသမားဖြစ်နေရကြောင်း Internet Facebook စာမျက်နှာမှာတော်တော်လေးရေးပန်းစားပါတယ်။အဓိကအဖြစ်တော့မေထက်လူကချစ်စရာကောင်းနေရကြောင်းပရိသတ်ယောက်ျားလေးပရိသတ်တွေကြားမှာတော်တော်လေးနာမည်ကြီးပြီးတော့အားလုံးကလည်းမေထက်လူမှမေထက်လူဖြစ်နေကြပါတယ်။ဒါအပြင်မေထက်လူကနီဘောနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပတဲ့၄နိုင်ငံဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲမှာအထူးခြေစွမ်းပြကစားနိုင်ခဲ့ပြီးတော့မြန်မာအသင်းအတွက်အစုဖလားတစ်လုံးယူပေးလိုက်တော့မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးသမားလေးမေထက်လူကအားလုံးရဲ့အချစ်တော်ဘောလုံးသမားလေးဖြစ်လာခဲ့ပါတယ်။ဒီလိုမျိုးမေထက်လူကနာမည်ကြီးလာအပြင်မှာ Internet Facebook TikTok စတဲ့ Internet Social Media တွေမှာမေထက်လူမှမေထက်လူဖြစ်ကုန်ကြပါတယ်။တချို့သောလူငယ်ပရိသတ်တွေဟာဆိုရင်မေထက်လူရဲ့ချစ်စရာပုံရိပ်လေးတွေကိုဗီဒီယိုလေးတွေနဲ့လုပ်ကြတာရှိပါတယ်။မေထက်လူရဲ့ဗီဒီယိုလေးတွေကိုဆိုရင် like and follow တွေရကြတာပါ။အခုခါမှာတော့မေထက်လူရဲ့ဗီဒီယိုတွေကိုတင်ရမှာ AI ဗီဒီယိုတွေပါတင်လာကြတာကိုတွေ့ရပါတယ်။အားလုံးသိကြတဲ့အတိုင်းယနေ့ခေတ်က AI နည်းပညာခေတ်ဖြစ်ပါတယ်။ AI နည်းပညာနဲ့လုပ်ထားတဲ့ဗီဒီယိုဖိုင်တွေကအစစ်အတိုင်းပဲခွဲမရအောင်ဖြစ်နေပါတယ်။အခုခါမှာတော့ပရိသတ်ချစ်တော်မြန်မာအမျိုးသမီးဘောလုံးသမားလေးမေထက်လူရဲ့ပုံရိပ်တွေကို AI နဲ့နာမည်ဖြတ်နေတယ်လို့လှုပ်လာကြပါတယ်။တကယ်ဆိုရင်မေထက်လူကရိုးရိုးအေးအေးလေးနဲ့ဘောလုံးနဲ့ပညာရေးကိုသာဦးစားပေးနေတဲ့အမျိုးကောင်းသမီးလေးဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုခါမှာတော့ AI နည်းပညာနဲ့အတူမေထက်လူကိုဟောရန်ရန်ကနေဗီဒီယိုဖိုင်လေးတွေဆက်စီဆန်ဆန်အဝေးအစားတွေနဲ့ဗီဒီယိုဖိုင်တွေတခြားအမြင်မသိတော့တဲ့ဗီဒီယိုဖိုင်တွေနဲ့နာမည်ဖြတ်နေကြပါတယ်မတမာတဲ့လူတွေကတော့ပရိသတ်ချစ်တော်ဘောလုံးသမားလေးမေထက်လူကို AI နည်းပညာနဲ့နာမည်ဖြတ်ပြီးတော့မိမိတို့ရဲ့ page like and follow တက်အောင်လုပ်ကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းမေထက်လူကအခုခါမှာသူမရဲ့ပုံရိပ်တွေကိုအသုံးပြုပြီး AI နည်းပညာနဲ့ပုံဖြတ်နေကြတဲ့ TikTok အကောင့်ကို report ထုတ်ပြီးတော့ block ပေးကြဖို့တက်ပန်ကြားလာတာဖြစ်ပါတယ်။မေထက်လူလိုဂုဏ်သိက္ခာကြီးတဲ့ပညာတတ်မြမလက်ရွေးစင်ဘောလုံးသမားလေးတယောက်က AI ကြောင့်ဂုဏ်သိက္ခာကျဆင်းနေရတာတော့မဖြစ်သင့်ပါဘူး။မေထက်လူတင်မကပါဘူးတခြားသောမိန်းကလေးတွေဟာလည်း AI အနေနဲ့ကိုသတိပြုဖို့အတွက်လိုအပ်နေပါပြီ။ဒါကြောင့်လည်းမေထက်လူက post တင်ပြီးတော့သတိပေးလာခဲ့တာပဲဖြစ်ပါတယ်ရှင်။မေထက်လူကတော့မကြခင်မှာမြန်မာလက်ရွေးစင်အသင်းနဲ့ပူးပေါင်းဖို့အတွက်အမေရိကန်ကပြန်လာပြီးတော့စီဂိမ်းနဲ့ကမ္ဘာဖလားခြေစစ်ပွဲအတွက်ဝင်ပြိုင်မယ်လို့သိရပါတယ်ရှင်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော AI နဲ့နာမည်ဖြတ်ခံနေရတယ်။မေထက်လူပေါ်မှာဘယ်လိုမျိုးမြင်ကြပါသလဲရှင်။ဘောလုံးသမားလေးမေထက်လူကိုအားပေးကြတဲ့သူတွေရှိရင်လည်း comment မှာမှတ်ချက်ပေးခဲ့ပါဦးနော်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။